အားလုံးပဲမင်္ဂလာပါရှင်အခုကတော့ကျမကချက်တောက်ဆန်းလေးပေါ့နော်ချက်ပြမယ်ပဲဖြစ်ပါတယ်ရှင်ပထမဆုံးကိုသုံးမဲ့ချက်သားလေးကိုရည်စည်းနှံ့စင်ထားပေးမယ်ပေါ့နော်ဟိုတောက်ရံလို့လည်းခေါ်တာပေါ့နော်ဒါပေမဲ့တောက်ရံအစစ်တော့မဟုတ်ဘူးပေါ့ပထမဆုံးရေနွေးလေးတဲမယ်ရေနွေးစုလောက်ဆိုရင်ကိုတုံထားတဲ့ချက်သားလေးထည့်မယ်ပေါ့နော်ပြီးကျမပတဲကိုလေးထည့်တယ်ပြီးလို့ရှိရင်စပယ်လင်းလေးထည့်တယ်ပေါ့နော်ဒီမှာရှောက်ဘလူရွယ်စီထည့်လို့ရပါကျွန်တော်တော့မရှိဘူးပြီးလို့ရှိရင်ချက်သားမီလေးစိတ်ကွယ်လေးထည့်ငရုတ်ဒီစိတ်ထည့်တယ်ပေါ့နော်ချက်သားမုံလေးလည်းထည့်တယ်အင်းချုံမုံလေးထည့်တယ်ပြီးငမြရည်လေးထည့်တယ်ပေါ့နော်ငမြရည်ပြီးရှင်ကျမကကြတော့ဒီဟိုတကြားလေးနဲ့ထည့်ပေါ့နော်အချို့တော့ပေါ့နော်ပြီးလို့ရှိရင်အချိန်ရတဲ့အတွက်ကြတော့မကြီးပြီးလေးနဲ့ထည့်တယ်အယောင်လေးလည်းလောင်းဆိုပြီးတော့ကျမကခရမ်းချင်းဒီလေးထည့်ပါတော့ပြီးလို့ရှိရင်ဖုံးလေးအုပ်တော့ထားလိုက်မယ်ပေါ့နော်ကဲပွက်လာလို့ရှိရင်ကိုကအရသာလေးမြည်ကြည့်ပေါ့နော်မြည်ကြည့်လို့အဆင်ပြေပြီဆိုလို့ရှိရင်အနံ့လေးမှုပြီးအချင်းလေးနည်းနည်းကဲအောင်လို့ဆိုကျမကတမယာလေးညှစ်ထည့်ပေါ့နော်ဒီလိုစီကျမအယောင်လေးလည်းလောင်းဆိုတော့အဆက်လေးကငုတ်ဒီဇိုင်းကနေတာထဲတာနေတော့ကျမအချက်မုတ်လေးနဲ့ထည့်လိုက်ပေါ့နော်ဒီမှာငုတ်ဒီ6တောက်ထည့်ပို့ကောင်းလို့ပေါ့နော်